အားလုံးပဲမင်္ဂလာပါရှင်။ဆီယမကြီးလူထုတော်အမှာရေးသားသောကြည်သူချစ်သောအနုပညာသည်များစာအုပ်ကိုဖတ်ပြပေးသွားပါမယ်ရှင်။တရင်ချင်းသည့်မင်းသမီးလေးမထွေးလေးအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်။မထွေးလေး၏ငယ်ဘဝမထွေးလေးမှာအမျိုးအနွယ်အဖြစ်မင်းမျိုးမင်းနွယ်ဖြစ်၍မထွေးလေးလှူခဲ့သောလောကတဆောင်ဖရာ၏ကြောက်စာ၌မထွေးလေးမှာဘိုးတော်ဖရာ၏မည်ကသဲမင်းသားမင်းတီဟာနှင့်ဒေါ်မမကြီးတို့၏သမီးဖြစ်သည်ဟုဖော်ပြထားပါသည်1229ခုမွေအင်္ဂါသမီးမထွေးလေး၏အမည်ရင်းမှာခင်ထွေးဖြစ်၍မန္တလေးဘော်ဒီကုန်းစာတီးဖြစ်သည်ငယ်စဉ်ကတီဘောမင်းမိဖုရားအမတော်စုဖရာကြီးနှင့်ညီမတော်စုဖရာလက်တို့ထံ၌ခါစားခဲ့ရသည့်အပြိုတော်ဖြစ်သည်အပြိုတော်များတွင်မထွေးလေးမှာအငယ်ဆုံးဖြစ်သောကြောင့်နန်းတွင်ကချစ်စနိုး၍ထွေးလေးဟုခေါ်ကြသည်မထွေးလေးဦးကောင်းညာဘက်ကြိုဆောင်၌အမရွကြီးတစ်ခုရှိသည်ထိုအမရွမှာမထွေးလေးငယ်စဉ်ကအတွင်းတော်၌ခါစားရစဉ်တီဘောမင်းမိဖုရားစုဖရာလက်ကစတိလက်ကောက်များဝတ်ထားသည့်သူ့လက်ကောက်ဝတ်နှင့်ခေါင်းခေါက်သောကြောင့်ခေါင်းပြဲသွားပြီးရသည့်ဒဏ်ရာဖြစ်သည်သူနှင့်အတူနေသည့်တပည့်တပန်းများကသူ့ကိုအလေးစားနေသည်ဟုထင်သည့်အခါမထွေးလေးကသူတို့အတွင်းတော်၌ခါစားရစဉ်ကအလွန်လေးစားရကြောက်ရွံ့ရိုသေရကြောင်းတခါကအမတော်ဖရာကိုနင်းပေးနေရသဖြင့်စုဖရာလက်ကခေါ်တော်မူသည်ကိုမကြားမိပဲရှိရာစုဖရာလက်ကနှခုံးစီ၍ခေါ်ရပါမို့လားဟုမထွေးလေးကောင်းကိုလက်ကောက်များနှင့်ခောက်သဖြင့်ဤသေးရပါအမာရွရရှိခဲ့ရကြောင်းစုဖရာလက်သည်အလွန်စိတ်ခတ်ထန်သည့်မိဖုရားဖြစ်ကြောင်းနှင့်တပည့်များကိုအမာရွပြပြီးပြောပြတတ်လေသည်မထွေးလေးသည်အတွင်းတော်ခေါ်မိဖုရားများအပ၌ခါစားခဲ့ရသူဖြစ်၍မင်းသမီးများတဖွဲနေထိုင်သည်ဘယ်တော့မှဒူးနှလုံးကိုချဲ၍မထိုင်အမြဲတမ်းဒူးကလေးနှလုံးကိုစိတ်ပြီးမှထိုင်လေးရှိသည်ထို့ပြင်သူ့ခေါင်းကိုမှသူ့ဘာသာမဖီသူတစ်ပါးအဖီခိုင်သည်ပတ်စံကိုလည်းသူ့ဘာသာဘယ်တော့မှလက်ဖြစ်ကင်ပြီးမတုံးတတ်သူ့တွင်ပွဲကား၍ပတ်စံရသည်ဘလောက်ရသည်ကိုလည်းသူမသိသူလည်းပတ်စံကိုမသိမီမထွေးလေးသည်အတွင်းတော်၌ကခဲ့သည်ဒီနောက်မိန်းကလေးများကိုဖျက်ဆီးသွားသည်အာနာအလွဲသုံးစားခဲ့သူရနောင်မောင်တုတ်၏အဖျက်အဆီးကိုခံရရှာသည်ရနောင်မောင်တုတ်သည်ထိုခေတ်ကကြော်ဆိုသည့်မင်းသမီးတွေကိုစုပြီးသိမ်းပိုက်ထားသည်ထို့ကြောင့်မထွေးလေးသည်မောင်တုတ်နှင့်နေရစဉ်ကိန်းနေရာမှမက်မေမက်စင်ခိုမကွန်းငုံမရင်းတော်တို့ထံကသပင်ပညာကိုစီပူသည်တင်ယူသည်မောင်တုတ်မင်းပြင်းသိမ့်သည့်ခါခင်ထွေးသည်ရွှေဘိုဘက်ထွက်ပြေးပြီးရွှေဘိုအရှိဘက်ရှိသွေးထိဆိုသောရွာ၌ပုန်းနေသည်ထို့စဉ်တီဘောဘရင်မင်းမြတ်၏တာဦးနောက်တွင်နေရွာဆန်သွားသည်တားတော်ကြီးမွေးဖွားသဖြင့်အရင်ကျူးခိုင်ရန်လိုက်ရှာခေါ်မှမန္တလေးနန်းတော်တွင်ပြန်ရောက်လာသည်နန်းတော်တွင်၌တပင်ပညာရှိသောကြောင့်ကိုဘိုးကိုနှင့်တွဲ၍စင်တော်ကလေးမင်းသမီးဖြင့်ခေတ္တကသေးသည်တီတော်မင်းပါတော်မူပြီးမှကိုဘိုးကိုနှင့်တွဲ၍စမင်းသမီးဖြစ်လာသည်စကားဆက်မိကြသည့်အခါအမေထွေးကရနောင်ဆိုတာမင်းမဲတုတ်တုတ်ကြီးဘလူးကြီးတော့ငါက14နှစ်သမီးပဲရှိသေးတာစင်ဖြူတော်ကြိုပွဲမှာသူကကောက်တာသူမကြိုက်ဘူးဆိုရင်တတ်မှာပေါ့အမေအဖေကလည်းမပြောဝင့်ဘူးလက်ကောက်တွေများတထောင်စစ်အထိဝစ်ပေးထားတယ်လေးလုံးလို့ချွတ်ပြစေလို့ပြောတော့ဓာကြိတ်လို့ပြောတယ်လူတက်မှုတို့ဘာတို့တရားစီရင်ရမှာငါ့ကိုယောက်ျားလိုဝစ်ပြီးစင်မော်တင်ခေါ်သွားတယ်လိုက်ရတယ်ငါငိုယိုတောင်းပန်လို့တက်မဲ့လူ3ယောက်လောက်လွတ်ဖူးတယ်ရနောင်ကိုတောပုတ်ပွဲကကပ်ဖိဖမ်းလာတာဟုတ်သူ့ဘဝရှေးဟောင်းနှောင်းဖြစ်များကိုပြန်ပြောတတ်သည်ကာရင်ကကိုဖိုးကိုနှင့်အကြောင်းပါသည်မထွေးလေးသည်အနုပညာစွမ်းရည်ထူးခြားသည့်ပညာရှင်ဖြစ်၍ပညာနှင့်ပတ်သက်ပြီးဟိုးဟိုးကြော်သူဖြစ်ပါတော့လေအိမ်အောင်ရေးတွေကကံမကောင်းရှာပြီးသူ့တသက်၌ရနောင်မောင်တုတ်ပါနှင့်အိမ်အောင်40ကြာရရှာသည်40အနက်
ဤကင်းကိုမောင်ကြီးသာလူလွတ်ဖြစ်လေသည်ဤကင်းကိုမောင်ကြီးမထွေးလေးနှင့်အကြောင်းပါသည့်အခါကိုမောင်ကြီးမှာမခရာမင်းသမီးထိတ်တင်မလေးနှင့်ကွာခဲ့ပြီးဖြစ်သည်ကိုမောင်ကြီးကထိတ်တင်မလေးနှင့်ကွဲလာပြီးဆိုင်းဆရာပအိမ်၌လာနေသည်ထို့စဉ်မထွေးလေးမုံဆိုးမနှင့်တွဲကရမှမထွေးလေးနှင့်အကြောင်းပါကြခြင်းဖြစ်သည်ကျန်၃ယောက်မှာတားကြီးမယားကြီးရှိသူများဖြစ်ကြသည်ကိုဖိုးကိုနှင့်မထွေးလေးတို့တွဲသည့်အခါတပင်ပညာတွင်အလွန်ပြည့်ဝအလွန်အထက်တန်းကြသည့်ကိုဖိုးကိုကမထွေးလေးကိုဇက်လိုက်ဇက်ဆောင်ကောင်းအောင်တွင်တင်နိုင်စွမ်းသည်မထွေးလေးသည်ရုပ်သိမ်းမင်းသမီးဆရာပုတ်ကိုလည်းအလွန်ချစ်ခင်လေးစားပြီးသူပွဲအားသည့်နေ့ဆရာပုတ်ရုပ်သေးရှိသည်ဆိုလျှင်တပတ်ကိုခေါင်းကြီးချုံပြီးဆရာပုတ်ရုပ်သေးသွားကြည့်သည်မထွေးလေးကသူ့ကိုသူ့ထက်ကြီးသူများကမိန်းကလေးဟုခေါ်မှကြိုက်သည်ဆရာပုတ်ကမထွေးလေးကိုမိန်းကလေးဟုခေါ်၍မထွေးလေးကဆရာပုတ်ကိုမောင်ကြီးဟုခေါ်သည်ကိုဖိုးကိုနှင့်မထွေးလေးတို့တွေ့ရကသည့်အခါအလွန်နာမည်ကျော်ကြားလူကြိုက်များလာပြီးအနှစ်20လောက်တွဲကသွားကြရသည်ထို့နောက်ကိုဖိုးကိုမှာပွဲကရင်ငတိုင်းချောင်းလေးမျက်နာတွင်ဖျား၍အနှိမ့်ဆောင်ရောက်ခဲ့သည်ကိုဖိုးကိုမှာမန္တလေးအရှိတ်ရှိကြောင်မီးရွာသားဖြစ်၍ဖိုးစိန်နှင့်အောင်ဗလာတို့၏ကန့်ကူလက်လက်ဆရာမှာကိုဖိုးကိုနှင့်မထွေးလေးဖြစ်သည်ဖိုးစိန်နှင့်အောင်ဗလာတို့ကိုကလေးအရွယ်ကစ၍ကိုဖိုးကိုတို့မထွေးလေးတို့ကတင်ပေးခဲ့သည်ဖိုးစိန်နှင့်အောင်ဗလာမှာငယ်လသေးသည်ဖြင့်ကရာခုံရာတွင်ပစိုးထမိန်မြဲစီရန်လက်ကင်ဘွားနှင့်ခါစီပေးပြီးတင်ရသည်တခါတရံမထွေးလေးတို့ကိုဖိုးကိုတို့ကမန္တလေးအရှိတ်ရှိလက်ကောင်းရွာ၏အရှိတ်ဘက်ကခုံတော်ရွာ၌ဖိုးစိန်နှင့်အောင်ဗလာတို့ကိုဘုံရှည်နှင့်တင်ပေးသည်ဟုသိမိသူတို့ကပြောပါသည်1985ခုနှစ်တွင်မန္တလေးမြို့ကွန်းချံရ၌အောင်ဗလာတေရှာသည့်အခါမထွေးလေးကတက်မတက်ငိုသည်ဖေကွန်းရဲ့အသိရွှေလဲဆွဲတေပွဲကျမကြုံရပါပြီကောဟူ၍လက်ကောင်းဆိုသည်ဤတွင်ဆရာပုကမိန်းကလေးရဲ့အောင်ဗလာတေလို့ဒီလောက်ငိုရင်ဖြစ်ငါတေတဲ့အခါမိန်းကလေးဘယ်နဲ့ငိုပါမယ်ဟုပြောပြီးချော်မော်သည်1986ခုနှစ်တွင်ဆရာပုတ်တေရှာပြန်သည်မန္တလေးကွန်းချံအကပလက်ကြားတိုက်တွင်ရုပ်သိမ်းမင်းသမီးဆရာပုတ်၏ရုပ်အလောင်းကိုပြင်ထားသည်အလောင်းစင်ကရင်ချေ၌ဆရာပုတ်၏မင်းသမီးရုပ်ကလေးကိုပါချိတ်ဆွဲ၍ထားသည်ဆရာပုတ်တေသည်ကြား၍မထွေးလေးပြေးလာပြီးမောင်ကြီးဒီအဖြစ်ကျမမကြည့်ရပါဘူးဟုပြော၍လူးလိမ့်ငိုလေသည်ထို့နောက်အလောင်းစင်တွင်ချိတ်၍ထားသည့်ဆရာပု၏ရုပ်သိမ်းမင်းသမီးရုပ်ကလေးကိုမထွေးလေးကဖြုတ်ယူသွားလေသည်မထွေးလေး၏တခြင်းတစ်ပုဒ်၌12နှစ်သမီးကတည်ပညာဟုထဲ့ဆိုဖူးသည်ဖြင့်ငငယ်ကပင်ကခဲ့၍14နှစ်သမီးတွင်ရနောင်မောင်တုံ၏ကောက်ယူခြင်းကိုခံရဟန်တူပါသည်မထွေးလေးသည်အသက်12နှစ်သမီးမှအသက်60နာအထိတပင်ပညာနှင့်အသက်မွေး၍သွားရ၌မင်းသားကိုဖိုးကိုနှင့်အနှစ်20လောက်တွဲ၍ကသွားသည့်အချိန်သည်အကျော်ကြားဆုံးကာလငွေအရဆုံးကာလနမဲကြီးဆုံးကာလဖြစ်ဟန်ရှိပါသည်မင်းသားကိုဖိုးကိုမှာရုပ်လာသူမဟုတ်အသားညိုညိုနှင့်ကြောက်ပေါက်မာများရှိသူလည်းဖြစ်သည်ထို့ကြောင့်သူ့ရုပ်ရည်နှင့်လိုက်ဖက်လာသောမင်းကုသဆက်မျိုးကို၎င်းဓာတဆက်မျိုးကို၎င်းပြဝိပြတ္တဆက်မျိုးကို၎င်းကပြတတ်သည်ကိုဖိုးကိုနုခိကမင်းသားသည်ယခုခေတ်လိုကသည်မဟုတ်ဟန်များလောက်ပြုတ်လို့၍တချင်းဆိုပြီးလည်းရင်မင်းသားကအများအဖြစ်လက်ပိုက်၍နေသည်မင်းသမီးသာလျှင်ကလေသည်ထို့ကြောင့်ကိုဖိုးကွန်းသည်အကကောင်းမင်းသားဟု၍ပြောမဖြစ်ပေသို့တော်ခုံလားပေါက်လားမကသည်မှလွဲ၍ဇက်ဆောင်ရာဇက်လိုက်ရာဇက်ကိုတဲ့ရာတွင်ကကိုဖိုးကွန်းသည်အပြောအဆိုအငိုများတကယ်တော်သူဖြစ်လေသည်ဖိုးစိန်ကိုကိုဖိုးကွန်းကကန့်ကူလက်လက်တင်ပေးခဲ့ပြီးဖိုးစိန်သည်ကိုဖိုးကွန်းထံမှတပင်ပညာကိုအရယူနိုင်သူဖြစ်သည်ဟုပြောစမတ်ရှိသေးသည်မထွေးလေး
အပြောအငိုအဆိုကောင်းလာသည်ဟုဆိုရနိုင်ကိုဖိုးကွန်း၏အတင်အပြကြောင့်ဖြစ်သည်ဟုဆိုရပေမည်ကိုဖိုးကွန်းနှင့်မထွေးလေးတို့ကခဲ့ကြသည်ပြက်ဝီပြက်တာဆက်၌ကိုဖိုးကွင်းကပြက်ဝီလုပ်၍မထွေးလေးကမတ်အိုစာလုပ်ပြီးကကြသည့်အခါကိုဖိုးကွန်းကမမလေးကိုချစ်ပါတဲ့အာယုံရွှေမြင့်မို့တထောင်လုံးကိုတုံးမှတ်လို့ခုံမတ်အိုစာလေးကကျုပ်ကိုမြုံခုနှစ်စင်ကျဲပြောင်းရှိုးတယ်ကိုရက်လပေါ်မျောတာမျောရပေါ်လာနိုင်မင်းဝိတာခါရွှေကျဲမြက်ကဲမုံမတ်လို့ပါတဲ့လွယ်ဟုပြောပြီးမတ်အိုစာထံဝင်သည်ထိုအခါဘရင်တက်တွေကအပြင်မှဝိုင်း၍ထားသည်ဤတွင်ပြဝိကိုဖိုးကွန်းကမရှောင်သာမောင်တခါဘလို့ထွက်ရပါခက်ကြပြီမဲအိုစာရဲ့ပြေးเสียလန်ဆက်ရက်ကပြိုင်လက်နက်ကိုင်းပင်နိုင်ညှက်ပါလို့မယွန်းအစင်လင်းတမင်ကျင်းကျက်စေဖို့ဝင်းပြင်မြင်းစင်တက်ပတ်လို့ရဲ့ခေါင်းဖြတ်မဲ့စခန်းပါလားတောင်းတက်နဲ့ဖမ်းငါဟဲ့ယောက်ျားပင်နိုင်ကိုညှက်မြင်းစင်ပတ်လို့မှုစက်ကိုတက်ထားစီတော့အားရှိတဲ့စွမ်းဟုံတတဝေမကြောက်ခြေကထုတ်လို့လွတ်လောက်အောင်ခုံရော့မယ်နေဝတုံစောင်းရော့လက်ဟဲဟူဆို၍တက်တွေနှင့်ဝိုင်းထားခြင်းမှခုံထွက်လွတ်မြောက်သွားလေသည်ဤအဖြစ်ကိုသိလေတော့မြို့ဝင်တက်များကညံကူ၍ဖမ်းတော်သည်ပြက်ဝီအတက်တိပါပေါ့တက်တိလူစွမ်းတမိအဖေအပေးသေးစေဖို့မင်းနေတဲ့ထမိန်နဲ့အုပ်ပြီးတော့တစ်ချိန်ကျွန်ုပ်မလွတ်အောင်မြို့ဝင်ကဖမ်းယူပေါ့ညိုနှမ်းတစ်လုံးတိန်ခွာကသွေးမဖယ်နိုင်ဘူးရှိန်းစာရအခြေပြေတာကြောင့်ဖေပမာပုံးရပါတကိုယ်လုံးလေးလို့ကုံစေးအထုံပြက်ပါပေါ့ဟူဆို၍အဖမ်းခံလေသည်ကိုဖိုးကွန်းကသည့်အခါမင်းသားဝိဖလာအင်းကြီးဗလာပစိုးနှင့်ရွှေကျင်ခတ်ဘဝကိုပေါင်းပြီးတနခါကိုလည်းပါလီယုံမြလိန်တီဟုဆိုသည်ကိုဖိုးကွန်းတို့မပေါ်မီကမန္တလေးမြေဝိုင်းခေဦးတွင်မြေဝိုင်းမင်းသားကိုမြတင်ကိုကြီးညိုနှင့်ဆရာမွန်းစသူတို့ရှိကြလေသည်ကိုဖိုးကွန်းနှင့်မထွေးလေးသည်အရိထနှင့်ပေါ်လာတို့ဇက်ကိုကသည့်အခါကားလေး6ခုလောက်မျိုးရိုးကားတစ်ခုလောက်နှင့်လာတာမိအိမ်များနှင့်ပင်ကသည်ကိုဖိုးကွန်းတီဆိုသည်တားမောင်စိန်တွေ့ကြီးသူကဓမီနှင့်ကတော့ရှာဟူသည့်တခြင်းကိုထောက်သည်ဖြင့်ဖိုးစိန်တော်တော်ကလေးနမဲရမှရန်ကုန်မှဓမီဝေပြီးဆရာဖိုးကွန်းထံသို့ပို့ပေး၍လက်တာမှန်အိမ်မှအောင်လင်းလက်ဆွဲထံမိပြောင်းပြီးကဟန်ရှိလေသည်ကိုဖိုးကွန်းမှာစောင်းတီးလင်းကောင်းလာသည်ဟုသိရပါသည်ကိုဖိုးကွန်းမထွေးလေးနှင့်တွဲစင်ကတီဆိုခဲ့သောတခြင်းတစ်ပုဒ်မှာမကြီးငုတ်တူတပေါင်းတခြင်းမကြီးငုတ်တူရွှဲနူပေါက်ခါမှချင်းရည်တောက်ကြဆိုခင်ထွေးရဲ့အောက်ပြေကငထွေသားစားနေခဲ့မယ်ဖိုးခနောက်ကေတဲ့သုံးလုံးတဲ့ဖြင်းပက်ပက်နဲ့ထဲပါကွယ်ခင်ထွေးပြင်ကချက်ရင်ဟင်းမြက်လာတယ်တနည်းထုတ်ဆိုကတွက်ရှု၍မကြာကောက်ရမှာဖြစ်မကြီးငုတ်တူဟာရွှဲနူတခါပေါက်ပြန်ပါပေါ့တပင်တွေနောက်ကဖို့နေအဝေးလေကြပြီးတော့ချင်းရည်တောက်ကြဆိုမဲထွေးရင်နောက်ပဝေကလိုရွှေငွေမချရအောင်အောက်ပြေကငထွေသားစားနေခဲ့မယ်သုံးလုံးတည်တဲ့ဖိုးခနောက်ကတော့ဟိုမြောက်ကတောင်တော်မန္တလာရှန်ကင်းငယ်ပြင်ကန္နနာမင်းဖြင်းပတ်ပမာကဲ့သို့ဟင်းမြက်စရာဆန်ရမြေမန်းတွေမှာနန္နာရီခန့်တော့တပေါင်တိတ်အလိုကဖြစ်တောင်ရိပ်ခိုကြတော့သာသနာတဝက်တွေမှဓာယကတစ်ဆက်အစ်စ်အကုန်မျှော်ကြပါတော့အရာရာမှတ်ပြီးတော့ဖွင့်စကားကုန်မဖော်ပြရစီနဲ့ဆရာတက်မြင့်ပုံကညှင့်ယုံတော်လွမ်းကြမင်းကြီးများဆရာတက်ကြီးဆိုင်ကိုဆင့်ခြင်းဖြစ်သည်ဟူ၍ဖြစ်ပါသည်တက္ကရာ1266ခုနှစ်တွင်မန္တလေးမြို့အရှိတ်ရှိအောင်ပင်လယ်ကန်နှင့်မဟာနန္ဒကန်ကြီးနှစ်ကန်ကိုဗြိတိရှအစိုးရကရေများဖောက်ထုတ်ပြီးလယ်တွေလုပ်ပစ်ခဲ့သည်ဤတွင်မကြီးငုတ်တူရွှဲနူပေါက်ခါမှဆိုသောတပေါင်နှင့်အညီ
မဲဥတောင်တော်မန္တလေးတောင်ရှမ်းကင်းတောင်တောင်သုံးလုံးခုခလောက်ဆိုင်နေကမန္တလေးမြို့၌ဗမာမင်းဆက်တစ်ဆက်ပြန်၍လာမည်ညော်ကြဆုပ်ဟူသောသဘောတည်ဆိုသည့်ကိုလိုနီစန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးတခြင်းဖြစ်ပါသည်ကိုဖိုးကူးနှင့်မထွေးလေးတို့ခင်းတက်သည့်ဆက်မှာကိုထာသနှင့်ပနာတို့ဆက်ဖြစ်သည်ထိုဆက်ကိုခင်းသည့်အခါမွေကြိုက်ခံရသည့်ကိုထာသမှာမွေစိတ်တက်၍တတိမိလိုက်မွေစိတ်ပြေပြီးတတိယလိုက်ရှိသည်နောက်ဆုံးကိုထာသကသူ့သိမီမချွတ်ဟုသိသည်ဖြင့်သူ့မိမမက်ပရာမောင်ငယ်ရွယ်သေးသူဖြစ်ပြီးသူမရှိသည့်နောက်အိုးအိမ်သေးထူရဖို့ခွင့်ပြု၍ကိုဖုံးကိုကမှားကြားပုံတစ်ခုမှာမက်ပနာမှားတယ်ရေးဆရာကွန်းဆိုမထွေးလေးရွှေပလဲစီမြထားလီရဲ့ပါဘီဝစ်ဟောင်းဖူးရွှေစာတီတာပေါင်းစီဖို့အကြောင်းပါစကျမခကြုံရမောက်ကိုရွှေတောင်ကြီးပြိုသည်နေမောက်ကိုရှုအောင်စင်ကမုံရဲ့တက်ဆုံးခုကွယ်တိုင်တော်တယ်လေတိတ်မှတိုင်တော်တယ်အော်တပင်လဲမှုတပင်ထူတဲ့လူတို့ဓမ္မတာကမကုံညွတ်မောင်တီဝတ်ခွတ်လွတ်ပါရဲ့နှုလဲနှုနေငယ်လဲငယ်သည်နှမလေးနောင်ရေးကိုမျောနောင်ကျင်ဖော်နှင့်ကော်ရောသုံးချိန်ငိမ့်ငိမ့်တက်တက်ခြေဆုပ်လက်နဲ့မှုကြီးငယ်မဖွဲမလိလာတပားရဲ့မမားရပါနဲ့မောင်ချစ်လို့မှားခဲ့မယ်မောင်ကြီးနဲ့သာဖူးရွှေစာတီတာပေါင်းဖို့အเจ้าတော်ဆုံးမော့ကွယ်ပနာဆိုင်ယူသည့်အခန်း၌မထွေးလေးဆိုသည့်ချင်းကလေးတစ်ပုဒ်ကိုမင်းသမီးတော်ဩဘာတောင်ကဆို၍ပြပါသည်သူ့တချင်းမှာတောင်ရန်တောရိုးရတချင်းကိုခက်တီတီအစာပြု၍ထည့်လိုက်သည်အဟုတ်မဲ့၍ပရိသတ်ကနားထောင်နေမိသည့်အခါဖောက်သွားပြီးပန်းမြိုင်လဲရောက်သွားလေသည်ပန်းမြိုင်လဲရိုးရဖိန်ချကြီးကိုတကယ်ဆိုလင်းမီမလားမှတ်၍နားထောင်မိရာလောင်ပန်းကမုံအင်းလေတဲ့မှဟုကျိုးတပုတ်ကူသွားပြန်သည်ထိုကျိုးကိုလည်းအဆုံးမချပဲတန်ထွာကိုကောက်ဆိုပြန်သည်သူ့အယူတစ်ချင်းမှာတချင်းကြီးတချင်းခံအပုပ်ပေါင်းများစွာကိုရောမှွေထားသည့်တချင်းဖြစ်၍ရှေ့တချင်းဟင်းလေးအိုးလီလောဟုမှတ်ထင်ရခိုက်မင်္ဂလာရေမမန်တိုင်လေးဟုနတ်တန်ဆလာပြန်သည်ပြီးမှနတ်တန်ပြစ်တော်မူလိုနှင့်တန်ဆန်းတစ်ပုတ်ကိုကောက်ဆိုလိုက်သည်ဆိုရာကမူးသားမှတ်သားရာတပားနှင့်ဟုအတန်ရောဟန်ရောချက်ချင်းပြောင်းသွားပြီးဘရင်ထွက်တော်မူဟန်လှုပ်လာသည်ပြီးမှဖောက်ပြီးဘရင်ယူလိုကသည်ကနေရင်ကမွေးတော့မလို့ဖွားတော့မလို့ခါစီကတင်ရင်စီကအောင်တောက်တောက်ဟူသောအဆိုဖြင့်မိခင်လောင်တို့၏ပုံပန်းဆောင်လေသည်ဖြင့်ဇက်ရံများကအထိတ်တလဲနှင့်ပြာကြီးပြာရာမိနေခမ်းပြင်းပြီးဆက်နိုင်ကျွန်တော်လေးရွှေပြုံးသားဟုနှက်ဝင်သည်မှဖြစ်သွားပြီးနှက်ကတော်ကပြန်သည်တော်ထွေးလေးသည်တချင်းကြီးတချင်းခံတွေကိုထုံးလုံးဝင်ရေလိုနှောက်နိုင်ကြောင်းရုပ်တူနံတူအလွန်လှုပ်တတ်သူဖြစ်ကြောင်းရုပ်ပြောင်းရုပ်ခွာအလွန်ကောင်းအလွန်ပိကြောင်းကိုဤအယူတချင်းတစ်ပုဒ်ဖြင့်သူ့အရေးသွေးကိုဖော်ရင်းပရိသတ်ရှိရမောရတနာရအောင်ကသွားသည်ဟုပြောပြပါသည်အယူတချင်းဆိုမထွေးလေးတောင်ရန်တောရည်ကပန်းမြိုင်လေတာနယ်ပွေခါနွေစန်းလောင်ပန်းကမုံအင်လေတဲ့မှအိုလေးလေးတန်ထွာတေးရှင်မူစေးလေးတေးတွေ့စုံသားမြိုင်လေလွမ်းမပြေလို့နှင်းရုံသာဟိမန်စတဲ့လေးအိုင်သားလေးရွှေကြာကြီးလို့ကောင်းချီတင်ခါထောင်ရောင်နေ
စိန်ချေတာတိဆုံတာပါပြည်ကုန်းပေါင်တာတဲ့ရွှေတညာဖော်ကွာဝေးနှင်းလေကသွေးဘဲချင်းငယ်တိတိတ်မွန်ဝေးညံမြေနဲ့စပူပေါင်းရှမ်းငွေချင်းချူအယောင်ရွှွှွန်လင်းအစိမ်းငါးဖြာမင်္ဂလာမမတိုင်လေတခိုင်လုံးရွှေညင်းလေစော်မြူးမူသားမတ်သားရတပါနဲ့စော်ဘွားစော်ခန့်ဘွေဥကင်ဘုံပြန်ဝင်းနီလာကန်ခညောင်လိုမူးမတ်ပေါင်းစုံလင်ပါပေါ့ဗျာငါပြာငါခါးစီကကျင်တင်ရင်စီရဲကအောင့်တောက်အမလေးမွေးတော့မှချင်ပါရဲ့မစောင့်နိုင်တဲ့အိမ်တွေရင်ဟဲ့လောက်ကြပါအောင်ဟဲ့အခန်းကာကြပါဟဲ့ကျွန်တော်လေးရွှေပြုံးသားကျွန်တော်လေးရွှေပြုံးသားကျွန်တော်လေးရွှေပြုံးသားအရှိတုတ်ကင်ဒီကိုလာပေးစမ်းမှာလက်ဖက်တူကိုဖိုးကိုနဲ့မထွေးလေးတို့ခင်းလေးရှိသည့်ဇက်တစ်ခုမှာမေရက်ချနဲ့မောင်တော်နာတို့ဆက်ဖြစ်ပြီးကင်နရီမေရက်ချကငွေတောင်ပြည်ပြန်ရမည်ရှိသည့်အခါကိုဖိုးကွန်းကမေရထကိုရန်ထောင်သည့်ငိုချင်းကလေးတစ်ပုဒ်မှာမောင်တော်ငငိုချင်းအပြည့်ညံတမင်မစွလာနဲ့တသက်ပန်ကျင်ဖျားရည်လို့နင်းစပါလို့ဆိုခဲ့တယ်ရုပ်မာတဲ့သဘောတွေနဲ့ဟုတ်ရာကိုပြောတော့မပေါ်တောနာကိုဤလို့မောင်တောနာကိုဤလို့ပြုံးမရီလင်ငယ်နဲ့မှွေးချင်ရောသလားငိုပစင်ကျင်လေတဲ့ဖိတ်ကိုမင်းမေ့ရောမယ်အာနာဆရာကျွန်ုပ်ပြောပြစေအောင်တားပါမှာအဟုတ်ကိုနှမျောလုံးလို့ဒုက္ခနဲ့နေရမယ်သွေးလက်မဖယ်ပါနဲ့ငှက်မိုက်ဆိုရွှေပွဲတော်လာကိုကြော့ပြီးဒင်းကိုဖြစ်ဆဲပြစေအောင်ရက်ခွဲကနင်းတကယ်ဆော့ကြလို့ဖက်တွဲကလင်ငယ်နဲ့ကမြောက်မှာကြောင့်တကယ်မပေါ်တပမချေဘူးအဖုနဲ့အမျက်တိုက်လို့တိုးလာလားဘယ်တော့မှလင်အတင်မယူနဲ့တော့ဟဲ့တပေါက်မှငှက်မိုက်အမျိုးဟူ၍ဖြစ်ပါလေမထွေးလေးသည်ကိုဖိုးကိုနှင့်အနှစ်20ကျော်အတွက်ကပြီးကိုဖိုးကိုတည်ဆုံသည့်အခါဤကင်းကိုမောင်ကြီးနှင့်အတွက်ကသည်ဤကင်းကိုမောင်ကြီးနှင့်အတွက်ကရင်နှစ်ဖူးစာဆုံပြဲ၍ကိုမောင်ကြီးနှင့်အကြောင်းပါသည်ဤကင်းကိုမောင်ကြီးနှင့်တွဲစားကမထွေးလေးပွဲငါကမှသုံးပုံတစ်ပုံလောက်အထိရောကြသွားသည်နောက်တွင်တဖြည်းဖြည်းပြန်ပြီးတက်လာသည်ပွဲလိုက်ရာ၌ဥဖိုးကွန်းကျေးကိုမှတ်မိတော့လေကိုမောင်ကြီးမှာဖျားနှင့်တရားနှင့်နေပြီးဥပုသ်ဆောင်သူဖြစ်သည်အတောင်အစားအလောင်းစားမရှိထို့ကြောင့်မင်းရသမျှငွေများစုမိပြီးပစ္စည်းများကျွဲဝချမ်းသာလာသည်ကိုဖိုးကိုနှင့်နေစီကမူလင်းရောမရရောဖဲကြိုက်ကြလွန်၍ပတ်စံတပြားမှမစုမိကြမထွေးလေးမောင်အကြီးဦးဖိုးကြီးကမှမထွေးလေးတို့နှင့်အတူဝင်၍ဖဲကြိုက်သည်ဖြုံတီးသေးသည်ဦးဖိုးကိုနှင့်နေစီကပွဲက၍ရှာသည့်ငွေကြေးဖြင့်တပည့်များကကြော့သည့်ပစ္စည်းကကြီးတစ်နှစ်အပုံကြီးရှိလေသည်ဖိုးစိန်တို့အောင်ပလက်တို့ကလည်းမန္တလေးလာတိုင်းတွေ့တိုင်းစုံတိုင်းကြော့သည်စိတ်ကလုံးကလည်းကြော့သည်ကြော့ရာတွင်ဝစ်စုံများအပြင်ရင်မွေးတမလင်း18ကျပ်18ကျပ်တည်းများပင်ပါဝင်သည်ဦးကင်းကိုမောင်ကြီးနှင့်အကြောင်းပါ၍နှစ်တွေလတွေကြာသည့်အခါဆက်ဆရာဦးဖိုးစိန်ကဦးလေးကိုလေအစကများအမေကိုယူရမလားလို့ခဲနေတောင်ထုကျင်နေအခုမှဦးလေးကိုကျွန်တော်ကျေးဇူးတင်ရမှန်းသိတယ်အမေကိုဖះနဲ့ကြောင်းနဲ့ဖြစ်အောင်ဦးလေးလှုပ်တာပါဟ
ဟို၍ဦးမောင်ကြီးတီလာတမာရီနှင့်စေတနာကိုကျေနပ်ကြောင်းပြောမှုသည်ဧကင်းဦးမောင်ကြီးကမူသူတို့အိမ်သားများအားသူအရင်တည်ရင်တော့ငါကဖုန်းကြီးလုပ်မှာပါငါရင်တည်ရင်တော့နင်တို့အမကနောက်အိမ်တော်ဖြူအောင်မှာပဲဟုပြောမှုသည်ဧကင်းကိုမောင်ကြီးမှာကိုဖိုးကွန်း၏တပည့်ရင်ဖြစ်သည်ကိုဖိုးကွန်းအနေဆောင်ရောက်သည့်အခါမထွေးလေးကမင်းသားမရှိ၍သူခင်မွန်း၏တပည့်ကိုခေါ်ပြီးတွဲခြင်းဖြစ်သည်ကိုမောင်ကြီးမှာကိုဖိုးကွန်းလိုမဟုတ်ရုပ်ချောသည်ဖြူဖြူခန့်ခန့်ကြီးဖြစ်လေသည်ပညာမှာကကိုဖိုးကွန်းလိုမတော်ပေကိုဖိုးကွန်းမှာတပင်ပညာတွင်အလွန်ပြည့်သည့်မင်းသားပါပြီပွဲကြည့်သူများကမူမထွေးလေးသည်ဤကင်းကိုမောင်ကြီးနှင့်တွဲသည့်အခါပို၍ကောင်းသေးသည်ဟုပြောတတ်ကြသည်ဤကင်းကိုမောင်ကြီးနှင့်တွဲကားသည့်အခါ၌ဤကင်းကိုမောင်ကြီးသည်ပစ္စည်းအစုအဆောင်ကောင်းသူဖြစ်တဲ့အတွက်မထွေးလေးတို့တွင်ပစ္စည်းဥစ္စာပေါ်များလာသည်ထို့ကြောင့်ကျောင်းတကာကျောင်းအမအမည်ခံ၍မန္တလေးမြို့မန္တလေးတောင်၏အနောက်ဘက်တောင်ချေတစ်စိတ်တိုင်ချီတွင်၌အသားကျောင်းကြီးတစ်ကျောင်းဆောက်လုပ်လှူဒန်းကြသည်ကျောင်းကြီးဆောက်နေစဉ်1982ခုနှစ်စင့်ကြိုင်မှပွဲပြန်ဧကင်းကိုမောင်ကြီးမှာငှက်ဖျားမိ၍ကွယ်လိုအနိစ္စရောက်ပြန်သည်ဤတွင်မထွေးလေးသည်တတိတန်ဝေကရပြီးမောင်လေနှမလေစုံကြီးစွာရှောင်ဖွေစုဆောင်ထားခဲ့သည့်ပစ္စည်းများကိုမတုံးဆွဲပေထိုကျောင်းကြီးအရှိတ်မလမကန်မန္တလေးတောင်ချေမှာပင်လောကတဆောင်ပွဲတော်ချီ၍ရေဆိုင်စီရစုကြောက်တန်းခတ်ပြီးတီထားလူတန်းပြန်သည်ဖယားမမဆိုးမမထွေးလေးလောကတဆောင်စီတွင်စေရီမြောက်ဖက်၌ကြောက်စာတစ်ခုအခိုင်မာစိုက်ထူလျက်ကြောက်စာတိုင်းနှင့်ထားရှိခဲ့သည်ကိုလည်းတွေ့ရပါသည်ဤကင်းကိုမောင်ကြီးကမထွေးလေးကိုမမဟုပင်ခေါ်သည်ကျောက်စင်နှင့်စင့်ကင်ဆယ်တော်သို့ပွဲကသွားကြ၍အပြန်တွင်တစ်ဆက်လုံးဖြားပြီးငှက်ဖျားဟုထင်ရသည်မထွေးလေးလည်းဖြားသည်ဤကင်းကိုမောင်ကြီးမှာထိုအဖျားရောဂါနှင့်ပြီး1982ခုနှစ်တွင်တည်ဆုံးရှာသည်စင့်ကင်ဆယ်တော်ရက်အမော်တို့ဇက်တော်ကြီးနှင့်ခရီးလွင့်သောမသိအာဟာရစားမိတာကြောင့်ကုန်ဖျားနာ၍မရဏလည်းစုတိမြန်သည်ဖျားတီတာကမှမဆောင်လေသလုံးတေပုံဆောင်းဟိုရိစာရေးဆရာကိုဖိုးတာရေးဆက်ပေးသည့်တေတပုတ်မထွေးလေးကကိုမောင်ကြီးတည်ဆုံးသည့်အကြောင်းတချင်းတီ၍ဆိုဖူးပါသည်မထွေးလေးနှင့်ကိုဖိုးကွန်းတို့မန္တလေးမြို့တွင်လူထိုင်သွားသည့်နေရာမှာ82လမ်းနှင့်34လမ်းအုတ်တလိုင်းတောက်ဆုံရမှတထက်တိုက်ကလေးတွင်ဖြစ်ပါသည်ယခုထိုတိုက်ကလေးမရှိတော့ပါစစ်ပြီးသည့်နောက်ဖြတ်၍အခြားတိုက်တစ်လုံးဆောက်လုပ်ထားပါပြီကိုမောင်ကြီးနှင့်မထွေးလေးတို့နေခဲ့သည့်နေရာမှာထိုတိုက်နှင့်မနီးမဝေးကဲလီကျောင်းအနောက်ဘက်ရှိထီဝင်းကြီးထဲတွင်ဖြစ်ပါသည်မထွေးလေးသည်စာတက်သည်မဟုတ်ပါအနေအပါများကိုနန်းတော်ထဲ၌နေခဲ့စဉ်ကမိဖုရားကတင်ပေးသည်သို့တော်မိဖုရားမှာစိတ်ထန်လွန်းသူဖြစ်၍အရိုက်အနှက်ခံရပြီးကြောက်ရလွန်းသောကြောင့်စာမတက်ခဲ့ဟုဆိုပါသည်မထွေးလေးသည်စာတက်သည်မဟုတ်ပါအနေအပါများကိုနန်းတော်ထဲ၌နေခဲ့စဉ်ကမိဖုရားကတင်ပေးသည်သို့တော်မိဖုရားမှာစိတ်ထန်လွန်းသူဖြစ်၍အရိုက်အနှက်ခံရပြီးကြောက်ရလွန်းသောကြောင့်စာမတက်ခဲ့ဟုဆိုပါသည်မထွေးလေးသည်စာမတက်တော်လဲတပင်နားရှိသူဖြစ်သည်ဖြင့်တချင်းတက်သည့်ခါအတန်ကိုသူကိုယ်တိုင်ပတလာတီ၍တက်ယူသည်စာကိုမူအတွင်းမှစာထောက်သူစာပိုးသူများထားလေသည်မထွေးလေးကားသည့်ခါတပည့်တယောက်ကကားကြမှနေ၍တချင်းစာသားကိုအတန်မဲ့ထောက်ပို့ပေးရသည်မထွေးလေးကအတန်ထည့်၍ဆိုသည်မထွေးလေးစာမတက်သဖြင့်ကားကြထဲမှစာပိုးခံသည့်နီးသူစာတက်တော်လဲမထွေးလေးလိုစာပိုးခံသူအခြားတပင်တဲ့တို့ရှိသေးသည်၎င်းမှာဆက်ဆရာအုပ်ဖို့စိတ်ဖြစ်လေသည်ဤတွင်စာပိုးခံမှုနှင့်ပတ်သက်၍အုပ်ဖို့စိတ်ပြောမှုသည်မှာစာပိုးခံသူသည်စာရေးဆရာထက်ပညာ2ဆလောက်ပြည့်မှစာပိုးခံရသည်
ဒါကြောင့်ငါတို့ပြီးစာပိုးခံမှုစိတ်မကူကြနဲ့စာရအောင်ကြက်ကြဟူ၍ဖြစ်လေသည်ကားကြမှအတမပါပဲသချင်းသားကိုအထောက်ခံသည်ဆိုခြင်းမှာအကယ်၍ထောက်ပေးသည့်သချင်းစာသားကိုကနေသူကမကြားခဲ့လျင်သူ့ဖာသာသူစကားထိပ်ပြီးသချင်းလုပ်ပြီးဆိုသွားနိုင်လိုက်အောင်ပညာပြည့်သူဖြစ်ရသည်ဟုဆိုလိုခြင်းဖြစ်လေသည်ဤစကားမှာမှန်လဲမှန်လာသည်စာပိုးခံသည့်ပညာသည်မန်ထက်သည့်လက်တဆုပ်ကသာသိကြပြီးပွဲကြည့်အထောင်တောင်းကမသိပင်မပြတ်တီးဆိုနိုင်သူများဖြစ်လေရာ၎င်းတို့ကို၌ကတကယ်ပညာများဖြစ်၍သာဤသို့စာပိုးခံဝင်ခြင်းဖြစ်သည်ဟုထင်ရှားပါသည်မထွေးလေးအပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားပါမည်ရှင်အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်